Okay ဆက်လိုက်ရအောင်ကျွန်တော်တရားဝင်ဘာဒီမလုပ်တာနည်းနည်းလေးကြာပါတယ်ကျွန်တော်တော့ပါတယ်ပေါ့ဆိုတော့ဒီနေ့ဆက်ရအောင်ဒီနေ့မှာကျွန်တော် AUD USD ကနေ USD GPY နဲ့အားလုံးပေါင်း coin 2.45 coin လို့ကို5ပေးလုံးကိုကျွန်တော် resistance property video လုပ်ပါမယ် Okay ဆိုတော့အရင်ဆုံးကျွန်တော် AUD USD နဲ့ဆက်ရအောင် AUD USD ကိုကျွန်တော်4 hour time frame မှာဆက်ပြီးကြည့်အောင်ကျွန်တော် vertical line ကိုကျွန်တော် September 1ညီမှာထားတာရှိတယ်။ Okay September 1မှာနေ AUD USD ကသူကlower high นี่ကြာလာတယ်ပြီးတော့ဒီမှာpeak resistance ကိုဖောက်သွားတယ်။ဒါကျွန်တော်မြင်ချက်နဲ့အရာစင်ဒါကီးစုံလေးရှိတယ်။ကီးစုံလေးကိုသူဖောက်သွားတယ်။ August 29မှာကနေရှိနေဖောက်သွားတယ်။ Okay ဆိုတော့ဖောက်သွားတော့ဒီမှာ high ပြောရတယ်ပြီးတော့ဒီမှာ high လို့လာတယ်။ hello ဒီမှာ high လို့ခြံထဲမှာတော့ high လို့ဒီနိုင်ရှိပါတယ်။ကျွန်တော်ဒါလေးကို high လို့သတ်မှတ်လိုက်မယ်။ပြီးရင် high ပြီးရင် high ကိုချုပ်ရတယ်ပြီးရင် high လို့လာတယ်။ဒီနားလေးမှာလည်း high လို့ဒီလေးလေးရှိခဲ့တယ်ပေါ့။ဒီမှာဖောက်စင်ကြတဲ့ဒီကောင်ကstructure ပြောင်းပြီပေါ့။ဒီ attack structure နေhigh လို့ကနေ lower high ဆို structure ကိုပြောင်းပြီးတော့ယူဆလို့ရတယ်။ဒါပေမဲ့ဒီနေရာကိုဖောက်သွားချင်မှာပို့ပြီးတော့တီချသွားတာပေါ့ Okay ဖောက်သွားတော့ဒီမှာ lower low ရှိမယ် lower high ပြီးရင်ဒီမှာ lower high လည်းရှိသေးလေးရှိရမယ်ပြီးမှာ lower low ပြီးရင်ဒီမှာ lower high ဒါပေမဲ့ပြီးခဲ့တဲ့ high နဲ့သူကညီနေတဲ့ဒီကောင်ကို equal high လို့လည်းတတ်မလို့ရတယ်ပြီးရင်ဒီမှာhigher low lower high နဲ့အသေးလေးရှိသေးတယ်ပြီးတော့ဒါကျွန်တော်ဒီမှာ lower low တက်မှလိုက်တယ် lower low ဒီမှာ structure လေးတန်နေရောရှုပ်တယ်ကျွန်တော်ဆွဲရလိုက်တယ်နည်းရောရှုပ်နေကြည့်ရတာ AUD လေးကပြီးခဲ့တဲ့အချိန်မှာတော့ဒီမှာကို higher low ရှိမယ် higher low တော့ BUS ဖြစ်သွားတယ်ပြီးရင်ဒီမှာ lower high တွေထပ်ရှိတယ်lower high ပြီးရင်ဒီမှာ lower low lower high နဲ့ပြန်ဆင်းသွားတယ် lower low lower high lower low lower high ပြီးရင် higher low ပြန်လာတယ်သူက lower high ကိုဆက်မစင်တော့ higher low ပြန်လာတယ်ပြီးရင်ပြီးခဲ့တဲ့ lower high ဆိုချာသူကဖောက်သွားဖြစ်သွား higher high higher low ပြီးရင်ဒီမှာဖောက်တာကတိတာလားဆိုတော့ကျွန်တော်အနေနဲ့ဆိုတာတိတာတဲ့ဖောက်ချက်လို့ကျွန်တော်ယူဆတယ်တိတာရဲ့ဖောက်ချက်လို့ကျွန်တော်ယူဆလိုက်တယ်ယူဆတဲ့အတွက်ဒီလိုကြောင့်မှ anti win တော့မှဒီလိုလေးဆွဲပြီးတော့ဒီ0.7ပိုင်းမှာကျွန်တော်ထိုင်ဆောင်နေမှာဒီအဝါရင်းလေးမှာကျွန်တော်ထိုင်ဆောင်နေမှာโอเคဆိုတော့အရင်မှာဒီလိုထိုင်ဆောင်နေရင်တော့ anti ထိပါနိုင်တယ်higher လို့ပြန်လာချိန်မှာ anti ထိပြီးတော့attack ကိုဒီနားလေးလိုက်မလိုက်ကျွန်တော်ဒီနားလေးလိုက်မယ်โอเคဒါတော့ကျွန်တော်နောက်တစ်လကြာရင်ကျွန်တော်ဒီမို trading စချိန်မယ်ဒီမို trading မှာတစ်ပတ်ကိုဘယ်နဲ့အကြောင်းရလဲဆိုတာထက်ဘယ်လိုကျွန်တော်အေးလာတဲ့ strategy ကိုကျွန်တော်ဆက်လက်နေနဲ့စချိန်မှာပါ okay ဆိုတော့ဆက်ပြီးတော့သွားရအောင်lower high လာမယ်ပြီးတော့ဒီမှာသူကပြီးခဲ့တဲ့ resistance zone ရှိတယ်ပြီးခဲ့တဲ့ resistance ဒီနေရာလေးကို resistance level ကိုသူကဖောက်သွားတယ်ဖောက်သွားပြီးတော့ lower low လာတယ် lower high ပြီးတော့ lower low ဆက်လာတယ် okay lower low ပြီးမှ lower high လာမယ်ပြီးခဲ့တဲ့ lower low ကို break out ပြီးတော့ lower low ဆက်လာတယ်ဈာတ်ထဲမှာဆိုရလေးအများကြီးရှိတယ်ပြီးတော့ပြီးမှ lower low ဒီဈာတ်ထဲမှာလည်း lower low lower high ထပ်ရှိပါတယ် lower low ပြီးရင်မှာ lower ပြီး lower high ပြီး higher low ပြီးတော့ higher low ကိုဆက်ပြီးဖောက်ထုတ်ပါ higher high lower low လာတယ်ပြီးရင်ဆက်ပြီးသွားတယ် higher high higher low ပြီးတော့ structure ဘယ်မှာဆက်ပြီး chain လဲဆိုရင်ကျွန်တော်အနေနဲ့ဆိုရင်ဒီဘာလို့ယူဆတယ်ဒီမှာ lower low လာတယ်ပြီးရင်ဒီမှာ lower high higher low lower high higher high lower low okay ဒီကနေ โ
ဒီကနဲ့ဒီကနဲ့လေးမှာကျွန်တော် switch ကိုစပြီးတော့ချင်းလို့ကျွန်တော်ယူဆလိုက်တယ်ဝမ်းဝါလီကျွန်တော်ကြည့်အောင်ဒီချာအောင်ဟိုညီလာရအောင်ပြောပါโอเคသူပြီးခဲ့တစ်ခေါက်မှာသူလိုဝါလို့ရှိခဲ့တယ်လိုဝါလို့ကနေဒီနေရာလေးကျွန်တော်လိုဝါဟိုက်တက်မလို့ရတယ်ပြီးမှဟိုင်ရလွတ်လာတယ်ဟိုင်ရလို့ပြီးခဲ့တစ်ခေါက်ဒီနေရာကို resistance ကိုသူကဒီနေရာလေးမှာ1 hour အောင်သူဖောက်ထွက်သွားဟိုင်ဟိုင်နေပြန်လာတယ်ဟိုင်ဟိုင်ပြန်လာပြီးတော့ဒီမှာသူပြန်ဆင်းဖို့အတွက်ပြန်ဆင်းဖို့အတွက်သူတွားသေးတယ်ဒါပေမဲ့မတွားပြန်မဆင်းဖြစ်လိုက်ဒီမှာသူရက်သွားတယ်နားလေးမှာသူကနေပြီးသွားတယ်စောနေတယ်ဆိုရင်ပြီးခဲ့တဲ့တစ်ခေါက် body weight နေရာဒီ body weight နေရာဒီနေရာလေးကိုလာမဲ့ကန်နေဒီကန်လေးကဒီအဖြူချောင်းလေးကဖောက်ထွက်သွားတော့ဒီကောင်ကresistance ကိုဖောက်ပြီးတော့ယူဆတယ်ပေါ့ကျွန်တော်ဆိုရင်ယူဆတယ်ဖောက်တော့ပြီးတော့ဒီကန်နေ resistance ဒီ body weight နေရာကိုဒီကန်နေလေးက body နဲ့မဖောက်တော့ဘူးဒါဆိုရင်က sport ဖောက်တော့လို့ကျွန်တော်ယူဆတော့ဒီကောင်ကကြာမှုအတွက် reason မရှိသေးဘူးreason ရှိတဲ့တက်မှာဖြစ်တဲ့ဘယ်နေရာမှာစတက်မလဲကျွန်တော်မသိရသေးဒီချိန်မှာဒီမှာ high ဟာဒီဖောက်မဖောက်ရင်ဖောက်ချင်တော့ဖောက်သွားတယ် body နဲ့ဖောက်သွားတယ်ဒီမှာဟောဒီကြတယ်မဖောက်တော့ဒီမှာအောက်မစင်းနောက်ကနေဒီမှာဖောက်ရင်တော့မျိုးဒါလက်ရှိမှာဒီကနေ shadow အရှိန်နဲ့လည်းသူဖောက်သွားတယ်ဒါပေမဲ့ body မပိတ်သွားဘူးပိတ်သွားဟာဒီကလည်းပုံမှာပိတ်သွားတာပြီးခဲ့တဲ့တစ်ခေါက်ဟာကို body ကိုပြန်ပြီးသူက body ပြန်ဖောက်သွားအောင်ဖောက်သွားတဲ့ကောင်အောက်မစင်းတာအတွက်ဒီမှာ high လာပြီးတော့ဒီနေရာလေးကhigh low အနေနဲ့high low အနေနဲ့ပြန်ပြီးတော့ဖြုတ်ပုံစံမျိုး high low ပြီးမှ high low အဲ့ပုံစံဖြုတ်ယူစားတယ်ဒီမှာဒါမှမတိချတော့ဒီ channel လေးကိုရှုံနေတဲ့အတွက်ဒီနေရာလေးကိုlower high တက်မှတ်ပြီးတော့ lower high ကိုဒီတက်နေအရှိန်နဲ့ဖောက်သွားတဲ့ဒီနေရာလေးက BUS ဖြစ်သွားတယ်ပဲလို့တတ်မှတ်ရ BUS ဖြစ်မယ်သူက reframe ပြန်လာတဲ့ဒီဖြစ်မှတော့0.780မလာပါဘူးနဲ့ဒီနေရာနဲ့ပြီးပြီးသူကအပေါ်ကိုဆက်ပြီးတော့ structure ကြီးနဲ့ပြတ်တက်သွားတယ် okay ဆိုတော့ဘာလို့ဒီနေရာလေးကိုကျွန်တော်15မိနစ်ချက်စဉ်းကြည့်အောင်amazing လား okay ဒီမှာတော့ဒီ0.718 level ဒီမလာပါလေပေါ့မလာပါလေဆိုရင်ကျွန်တော်အနေနဲ့ဆိုရင်သူက position မျိုးဆိုရင်နှစ်နေရာရှိနိုင်တယ်ဒါတော့ကျွန်တော်okay မလာပါလေ reason ကျွန်တော်မှရှိတာနောက်မှကျွန်တော်ထင်တဲ့ဟာပြပြမယ်ဒီကိုကစပါရအောင်ရပါပြီဆွဲလိုက်တာ okay for ဟောသွားပြီးတော့ scroll resistance ပဲပြရအောင်ပြီးတော့ကျွန်တော် entry ဝင်တဲ့အခါကျရင် backdash လုပ်တဲ့အခါကျရင်ကြည့်မယ် okay ဆိုတော့ဒီမှာhigher low higher high okay higher low ဒီမှာ higher high ပြောရတယ်ဒီမှာကျွန်တော်ပုံရပြပါလို့ကောင်း higher high တက်မလိုက်တယ်ပြီးရင် higher low ပြီးရင်မြင်ရပါပဲဒီမှာပေါ်ဆက်သွားတယ်ပြီးခဲ့တဲ့ခါlower high ကို power တက်မှာ body weight နေရာကို body နဲ့ power တက်ဒီကောင် higher high ကိုကျွန်တော်ဖတ်တယ် higher high ပြီးခဲ့တဲ့ခါ higher low ကို power တက် lower low lower high ပြီးရင်ဒီမှာ lower high ရှိတယ် higher low higher high ဒီမှာ higher low ရှိမယ်higher low ရှိမယ်လက်ရှိမှာဒီကောင် higher high ကိုတွားနေတယ်ဒီမှာhigher high ကိုတွားနေတယ် higher high က new higher high ရှိမယ် higher high ရှိပြီးတော့သူဘယ်တော့လဲ higher high ပြီးတော့ higher low တွား higher low တွားနေဆိုရင်နှစ်နေရာထိတွားနိုင်တယ်ကျွန်တော်ယူဆတဲ့အတိုင်းဆိုရင်
ပြီးခဲ့ညာနေအဝါမြင့်သွားနိုင်တယ်အဝါမြင့်သွားနိုင်တယ်အဝါမြင့်သွားနိုင်လို့ဆိုရင်ချက်ဖက်မှတ်သွားဆုံးတစ်ခုပေါ့ဒါဒီဆုံးလေးကိုတတ်မှတ်ထားတယ်ကျွန်တော် entry ဝင်နေဆိုရင်တော့ဝင်မယ်ဆိုရင်ဒီအောက်နာကနေပဲကျွန်တော်ဝင်မှာအောက်နာကနေတော့စဝင်မှာပေါ့လက်ရှိမှာကတော့1/3ရရင်ဒီလိုက်ပြီနားပြီ1/3ရရင်ကျွန်တော်ထွက်မယ်မကန်နေ okay so လောက်ပဲသူပြန်လာမလားဆိုတော့ကျွန်တော်နောက်တစ်ပတ်လောက်ကြရင်ဒါကိုကျွန်တော် entry ရှားကြည့်လိုက်ရင်ကျွန်တော်မြင်ရပြီ okay so ဒီတိုင်းလေးပဲကျွန်တော် entry လေးကိုထားခဲ့လိုက်မယ် okay so ဒါ EDUSD ရပြီးပြီနောက်ခုသွားရအောင်နောက်ခုက NZD/USD NZD/USD ကိုလည်း spot rate ကဆွဲရပါတယ်အဲ့လိုပေါ်သွားတယ်ဒီပြန်ရှေ့အောင်လေโอเคဒီပြန်นะ so အဲ့လိုပဲ USD လဲကျွန်တော်မှာထားတယ်ဒီမှာဝမ်းနိုင်ငယ်မှာသူကlower high ဆိုရင် lower high higher low နဲ့ lower high ကိုဖောက်သွားတဲ့ဒီကောင် higher high ဖြစ်တယ် higher high higher low ပြီးရင်မှာ higher high တက်လာမယ်ပြီးရင် higher low higher high higher low ပြီးရင်sorry higher high ပြီးရင်bigger previous high ဟမ်ဖောက်သွားတော့ဒီကောင် lower high နဲ့ lower low ပြန်ဖြစ်တယ် lower low lower high lower low lower high တော့ကြည့်ရတော့ရှင်းတယ် lower high ပြီးမှ lower low ပြန်လာတယ် lower high ပြီးရင် lower low ပြီးခဲ့ lower low ကိုlower low ပြီးတော့သူကပြီးခဲ့ previous lower high ကိုဖောက်သွားတော့ higher high ဖြစ်တယ် higher high higher low ပြီးရင် higher high higher low higher high လက်ရှိမှာ higher low ဖြစ်သွားပြီ higher high higher low ဒီချက်တူပဲသွားနေတယ်ဆိုရင်new higher high ပါမလားဒါမှမဟုတ်ဒီနားမှာပဲ lower high နဲ့ဆုံးသက်ပြီးတော့ lower low ပြန်ဆင်းလာဆိုတော့ကျွန်တော်ကြည့်ရမယ် okay ဆင်းမဆင်းကိုဘယ်နောက်မှကြည့်ရမလဲဆိုရင်လက်ရှိမှာထားဖို့သူတတ်မှတ်ထားဖို့ကျွန်တော်တတ်မှတ်လိုက်မယ်ဆိုရင်ဒီကောင် lower high လေးဖြစ်နေမယ် lower high လေးဖြစ်နေမယ် lower high ပြီးရင်မှာ lower low ရှိမယ်lower high higher low ရှိမယ်higher low ရှိမယ်ဒီ higher low ကိုသူဖောက်ထွက်သွားရဆိုရင်ဒီကောင်ကတိကျတဲ့ကြာတော့မှာ lower low ရှိမယ် okay so ဒီ lower high ကိုဖောက်ထွက်ဆိုရင်ဒါnew high high သွားနိုင်တယ်ဒီ lower low ကိုဖောက်ထွက်ဆိုရင်new lower low သွားနိုင်တယ်ဆိုတော့ဒီနားလေးကိုကျွန်တော်တို့ကြည့်ရမှာဒီဆုံးလေးဒီပေါ်အောက်လေးပဲ okay အဲ့တော့ကျွန်တော်1 hour လေးစဉ်းကြည့်အောင်1 hour လေးစဉ်းကြည့်မယ်ဆိုရင် okay so 1 hour တော့ကျွန်တော်နည်းနည်းကိုရောပြင်တာပါတယ်ဒီမှာဆိုရင်သူhigher low ရှိမယ် higher low ပြီး higher high higher low higher high ဒီမှာရှိတဲ့ higher low ဒီ higher low level လေးကိုသူက body နဲ့ break out ဖြစ်ပါတယ် body နဲ့ break out ဖြစ်ပါတယ် higher low break out ဖြစ်ပါတယ် break out ဖြစ်ပြီးတော့ဒီမှာသူကlower low လာတယ်ဒီမှာ lower high လာရှိတယ်ဆိုတော့ဒီမှာ lower ဒီ lower low လေးကိုသူဖောက်ထပ်ပြီးတော့ break out ဖြစ်သွားရဲဆိုရင်ဒီနားလေးကိုပဲကျွန်တော်တို့ဖတ်ထားတော့ဒီမှာပုံမှာ lower high ရှိမယ်ဒီမှာ lower low ရှိတယ်ဒီ lower high ကိုဖောက်ထွက်ရဆိုရင်ဒါဒီကြတဲ့ဒီ lower high လည်းထပ်ပြီးဖောက်တော့အဆင်ပြေမှာတော့ကျွန်တော်ဒီမှာကြည့်နေတာကျွန်တော်ယူထားချက်ဖေးပေါ့ okay so လက်ရှိမှာဘာပြောနေအောင်စောင့်ကြည့်ရမှာ okay စောင့်ပါပေါ့ဒီလို
ဒီ lower height ကိုဖောက်ထွက်ရဆိုရင်တော့မှ4 hour ရဲ့ lower height ကဘုံဖောက်ထွက်တည်ဖောက်ထွက်တည်တဲ့အတွက်မတည်ကြဘူးဒီပေါ်က resistance အစုံကြီးပါ higher height နဲ့ higher low ကြားမှာစုံကြီးရှိနေတဲ့အတွက်မတည်ကြဘူးဒီကြားတော့ကျွန်တော်တို့စောင့်ကြည့်မယ် okay so as you ရတဲ့လောက်ပါပဲအပြည့်ချမရဘူးဘာလို့မရဘူးဆောင်းမယ် okay USDCD စနေမှာဝမ်းမှာကျွန်တော်vertical line ထားတယ်ပြီးရင်ဒီမှာမော line မှာသူက higher high higher low lower high lower low လာတယ် lower low ဆိုချာကြီးဆိုရင်ဒါ higher low ပေါ့ဒါဆိုတော့ပြီးခဲ့တဲ့ကော higher low ကဒီနားမှာဖြစ်နေတာ higher low သူကပြီးကောင်းဖြစ်ပါဘူးပေါ်နားလေးမှာပြီးပါတော့ higher low ဒါပေမဲ့ဟို1နဲ့ကြည့်မယ်ဆိုရင်ဒီမှာ higher low higher low lower high higher low lower high နဲ့ lower low ပြန်လာလားဒီညာလေးကျန်လာတော့တာအဲ့ဒါဒီ so ဟောပဲအပြည့်ဝင်ရတဲ့တိုင်းရင်တော့အတိုင်းဆက်ရမယ်ဒီကိုဆက်လာကြမယ်higher low လာမယ်ပြီးရင် lower high higher low ပြီးရင် higher high higher low ပြီးရင် higher high higher low ဒီမှာကျွန်တော်ကတကယ်ကဒါ higher low မဟုတ်ပဲနဲ့လေ lower low ကျွန်တော်ပတ်မှတ်လိုက်မယ်ဒါကျွန်တော် lower low တတ်မှတ်ချင်တယ်ပေါ့ဘာလို့လဲဆိုရင်ခဏကျွန်တော်ပြောလိုမျိုးပဲပြီးခဲ့တဲ့ body ပိတ်တာနေဒီနေရာကြီးကိုသူက body နဲ့ဖောက်ဆင်ပါတယ်ပြီးတော့ shadow ကိုလည်းဖောက်ရ shadow ဒီကောင် lower low ပြီးရင် lower high ပြီးရင်ကျွန်တော်ထင်ဖြစ်နိုင်ရှိတာထင်နိုင်က lower low ပြီးရင် lower high လာပြီးတော့ဆက်ဆင်မယ်ပေါ့ဒါပေမဲ့ဒီကောင်ကဆက်မဆင်ပါဘူးဘာလို့ဆက်မဆင်ပါလဲဆိုရင်ကျွန်တော်လည်းဆက်ဆင်မယ်လို့ယူဆမှာပဲ okay ကျွန်တော်ဒီ fibro လေးဆွဲကြည့်အောင် higher higher နေဒီ point တစ်ခုဒီနာလာပြီးတော့အဆင်ပြရမှာဒီနာကြီးလာပြီးတော့ဆင်းရမှာမဆင်းမဲ့နဲ့ဒီနာကြီးလာရင်တော့ဒီလေးရကြည့်အောင် forward နဲ့ကြည့်ရရှုံး okay ဒီမှာ previous higher high ရှိမယ် higher low ရှိမယ် lower high ရှိမယ်sorry previous higher high ရှိမယ် lower low ရှိမယ်ဆိုတော့ကျွန်တော် 4 hour အနေနဲ့ကြည့်မယ်ဆိုရင်ကျွန်တော် switch ထားတယ်4 hour အနေနဲ့ကြည့်မယ်ဆိုရင်သူကprevious က body ပိတ်တာနေတော့သူက body နဲ့ဖောက်ထော်တယ်ဖောက်ထော်ရဆိုပေမဲ့ဒါက4 hour ဖောက်ထော်ရတာ daily နဲ့ကြည့်မယ်ဆိုရင် daily မှာ body ပိတ်တာနေရဒီနေရာကြီးဒီလေပဲဒီလေပဲကြီးက body ဖောက်အောင်သူ body ဖောက်ရနေရက body ပိတ်ရနေရကဒီနေရာကြီး okay ဒါဆိုရင်ဒါကျွန်တော်တို့fabric ကိုတကယ်ဖောက်ရတာမဟုတ်ဆိုတော့ဒီကောင်က hello ပြန်မှလိုက်မယ်ကျွန်တော်ဆွဲတော့လည်းတစ်ခါပါပြီဆိုတော့ဒီကောင်ကိုပုံရဖောက်အောင်ဖို့အတွက်ပြန်ဖြတ်မယ် hello လာမယ် hello ပြီးရင် higher high ပြီးရင် higher low ပြီးရင် lower high ပြီးရင် lower low โอเคဒါဒီဖြစ်နေပြီ forward တော့ကြည့်အောင် lower high ပြီးရင် lower low ပြီးရင် lower high ပြီးမှ lower low ထက်ရှိနေတယ်lower တမန်မြတော့ဒီမှာ lower low lower high ပြီးရင် lower low ပြီးရင်lower low ပြီးရင်လက်ရှိမှာကလိုင်းမကောင်းလို့ရှင်နေမှာကော
lower low lower high lower low ပြီးရင်လက်ရှိမှာ lower high သွားနေတယ် lower high သွားနေရင်ဖြစ်နေရှိတာ fibo လေးဆွဲကြည့်အောင် okay သူက fibo level ကိုသူကfibo level နာ fibo level ဝင်ကြအောင်ရောက်နေပြီ fibo level ကိုကျော်သွားတော့ကျော်သွားဝင်ကြအောင်ရှိနေပြီဒီကြားဒီမှာဇုံလေးရှိတယ် resistance ဇုံလေး resistance ကိုသူကဖောက်လာလက်ရှိမှာတော့မဖောက်သေးဘူး share နဲ့ဖောက်လာကိုကျွန်တော်ဖောက်လုပ်ပြီးစားဘူးဟိုဒီနဲ့ဖောက်မှာဖောက်လို့စားမှာဒါပေမဲ့အခုရှိတာကပြီးခဲ့တဲ့တစ်ခေါက်ကဖောက် resistance ဒီကန်တယ် body ပြတာနေရာကိုဒီကောင်က body နဲ့ဖောက်လာဆိုတော့ဆက်ဆောက်ကြည့်ရမယ်ဒီတာယူတီးတာယူဖောက်တော့ရရင်ဒါဒီကြတဲ့တက်ဆက်ပြောင်းပြီလူကလူကနေလူကဟန်ဖို့ပဲနဲ့ high high ကိုပါစမ်းနေရပါပြီလက်ရှိမှာတော့ကြည့်အောင်မယ် okay ကြည့်ဖို့ဆိုရင်ကျွန်တော်တို့ဆွဲချကြည့် daily ဆွဲချကြည့်အောင် daily မှာဆိုရင် daily မှာဆိုရင်ဒီမှာကlower low lower high lower low lower low ပြီးရင်ဒီကောင်က lower high higher low lower high higher low higher high ပြောတယ် higher high higher ပြော higher high ပြီးတော့ပြီးခဲ့တဲ့ကောင် lower high တော့ဖောက်သွားဖြစ်တော့ဒီကောင်ကretracement လာရမယ် retracement လာလက်ရှိမှာ retracement လာနေတာဖြစ်နေတယ် retracement လာနေတယ်ပြီးတော့ဒီမှာပြီးခဲ့တဲ့ခေါက်အဲ့ရလို့ကိုတော့မဖောက်ပါဘူးဒီနားလေးနဲ့လိုပါလို့ပြီးသွားတဲ့အတွက်ဒါ retracement လာနေတာဖြစ်နေတယ်ဆိုတော့ဘာဖြစ်နေလဲဆိုတော့ကျွန်တော်တို့တီးတာဖြစ်အောင်တော့တီးတာလေးပြအောင်ပဲမြင်ပါဒီကနေ့မှမမြင်နိုင်ဘူးဒါလည်းမြင်နိုင်လက်ရှိမှာသူဖောက်လာထွက်လာဆိုတော့တော့လည်းမသိဘူးဒါလည်းမမြင်နိုင်ဘူးမြင်လည်းမမြင်တတ်သေးဘူးဆိုတော့လက်ရှိမှာသူကစောင့်ကြည့်အောင်မယ်ဒီဆိုတော့ကျွန်တော်တို့ကဒီကြီးဆုံးကိုကျွန်တော်တို့ဆိုတော့ဒီ lower low ဆက်မသွားတော့ဘဲနဲ့ new higher high ကိုဆက်သွားမယ်လို့ကျွန်တော်ယူဆတယ်ဒါပေမဲ့တီးရလိုက်မယ် new higher high ကိုဆက်သွားနိုင်တယ် new higher ကိုဆက်သွားနိုင်တယ်ပေါ့ဟုတ်ဒီချက်လေးကိုတော့တက်ပြချက်ချက်လိုက်တော့ပြထားလိုက်မှပို့လို့လေဘာလဲထားလိုက်မှပို့လို့လေဆက်လိုက်မယ် Okay, so 哎呀，月底40 Okay, စဒီမှာဝမ်းမတိုင်ခင်မှာဘာဖြစ်ခဲ့လဲဆိုချက်ကြည့်အောင်စဒီမှာဝမ်းမတိုင်ခင်မှာ月底40ဘက်ကကျလာဖြည်းဖြည်းချင်းအီကျလာဒီမှာlower high lower low lower high lower low ရှိမယ်ပြီးမှာ lower high ပြီးရင် lower low lower high ပြီးရင်လက်ရှိမှာ lower low လာတယ် lower low ပြီးရင် lower high ပြီးရင် higher low လာတယ် higher low ဒါဒီညာလေးတော့ lower high high တမလဲ higher high higher low ပြီးရင် higher high ဒီမှာ higher low ပြီးရင် lower high ဖြစ်တာဒီမှာဒီဇာတ်မှာဒီမှာ higher high higher low ရှိတယ်ပေါ့ higher low ကိုတော့ break out ဖြစ်သွားတယ်higher low ရှိတယ်ဒီနေရာကြီးက high high ပေါ့ဒီမှာ higher low higher high higher low higher high higher low ကိုတော့ break out ဖြစ်သွား break out ဖြစ်ရတော့သူ fibo နဲ့ပြန်ဆွဲမယ်ဆိုရင်
အကွာမီနာရောက်တယ်ရှောက်ပြီးတော့ဒီကောင်အန်ပြူဝင်နေဆိုရင်တော့နားနေပုံလို့ရတယ်ပေါ့အန်ပြူဝင်အောင်ပြောတော့ရှုပ်ဆောင်းတာတကူအဲ့လိုရောဟယ်လိုဒီမှာလိုဝါလိုလိုဝါဟန်နီဆက်စင်တယ်လိုဝါလိုလောက်တယ်ရှောက်တယ်လိုဝါလိုလိုဝါဟိုင်လိုဝါဟိုင်ပြီးဒီမှာလိုဝါလိုမဟုတ်ဘူးဒီကောင်ဟန်လိုပုံမြင့်နဲ့လိုလေးဟန်လိုပြင်ဟိုင်ပြင်ဒီမှာ previous လိုဝါလိုရှင်လိုဝါလိုဒီကောင်ပြေကောက်ဖြစ်တယ်ပြေကောက်ဖြစ်ပြီးတော့ပြန်စင်းလိုဝါလိုကြီးရောက်ပါတယ်လိုဝါလိုပြီးရင်ဒါနဲ့မှာလိုဝါဟိုင်ရလိုဟိုင်အနိုင်ဖြစ်သွားတယ်ဟိုင်ဖြစ်ပြီးတော့ဒီမှာတွချကြည့်နေဆိုရင်တော့ဒီနေရာကလိုဝါလိုဒီနေရာကလိုဝါဟိုင်ဒါကိုစတာကြည့်နေဆိုရင်ရှင်းတယ်ဒါတော့ဒီလေးရောဆိုမရှိတော့ဘူးလိုဝါလိုလိုဝါဟိုင်ရလိုလိုဟိုင်လာပြီလိုဝါဟိုင်ပြီးတော့ဒီကောင်previous ဟိုင်ရလိုကိုဖောက်သွားတဲ့အတွက်လိုဝါလိုလာတယ်လိုဝါလိုလိုဝါဟိုင်လိုဝါလိုနီးလိုဝါလိုလာတယ်ပြီးတော့လက်ရှိမှာကလက်ရှိမှာကဒီမှာလိုဝါလိုအတိတ်ဖြစ်လာတာရှိတယ်လိုဝါလိုအတိတ်ဖြစ်လာတာရှိတယ်လိုဝါလိုအတိတ်ဖြစ်လာလိုဝါဟိုင်အတိတ်ဖြစ်လာတာရှိတယ်ဖောက်တာစကြမလားဆိုတော့ကြည့်အောင်လို့ဒါပေမဲ့လက်ရှိမှာကဒီဖိုင်ကအရန်တက်နေတယ်ပေါ့အဲ့တော့ previous ကောင် height ကိုလက်ရှိမှာဒီ point နဲ့ပိတ်ထားတော့ရှိဒါပေမဲ့အရင်အားမရဘူးဒါပေမဲ့ previous လိုပါလို့previous မှာ higher low လေးကိုသူကမဖောက်သွားတဲ့အတွက်နည်းနည်းဆက်တက်ဖို့ဟလာရှိနိုင်တယ်ပေါ့ဒီဆိုရင်စီးတက်နိုင်ဒီဝိုင်အားကောင်းရင်ဒီ USD CHF လည်းအပေါ်တက်နိုင်တယ်ဒီ lower high ကိုဖောက်နိုင်တယ်ဒီလက်ရှိမှာတော့ဖောက်တက်ပြီပေါ့ဆက်ပြီးဆက်ကြရမယ်ဖောက်တော့မှကျွန်တော်အဖြူချောင်းရမှာဖောက်တော့ရင်စောင့်ကြည့်ရမှာပေါ့โอเคနောက်ဆုံးတစ်ခုကြည့်ပြီးပါဂျပန်မှာသူ site way ဖြစ်နေတယ်တက်မလို့ကြားမလို့ ਨੇ site way ဖြစ်နေတယ်ဒီမှာ previous higher high ပေါ့ higher high ကိုဖောက်သွားတယ်ဖောက်ပြီးတော့အိုးကနေရှိနေပြန်ဆင်းသွားတယ်စီကမငြိမ်ဩဂတ်လာမှာစားပေါ့โอเคဆိုတော့လက်ရှိမှာ previous သူ previous high ကိုဖောက်သွားတယ်ကောင် higher high previous low ကိုဖောက်တယ်ဗျာ lower low lower high ပြီးတော့ lower low ဆက်လာတယ်previous lower high ကိုဖောက်တော့ higher high higher low နေ higher high လာတယ် higher high ဒါပေမဲ့ previous higher low ကိုဖောက်တော့ lower low လာတယ် lower low ကနေစင်အရှိနဲ့ဆက်ချကြီးနဲ့ higher high ကိုဆက်သွားတယ် higher high higher low lower high higher low ပြီးရင်ဒီနေရာ previous high ကိုဖောက်သွားတဲ့အတွက်ဒီကောင် higher high ဖြစ်လာတယ် higher high ပြီးရင်မှာ higher low ပြီးရင်က lower low တက်မှလည်းရတယ်ပေါ့ဘာလို့လဲဆိုတော့ဒီမှာ higher low တစ်ခုရှိတယ် higher low တစ်ခုကိုhigher low lower high နဲ့higher low ဖောက်သွားတော့ lower low ထပ်လို့ရတယ် right ဘယ်လိုလဲ higher low higher high higher low ပြီးရင် view higher high ပြီးရင် higher low higher low lower high higher low ပြီးရင်လက်ရှိမှာ higher high ဖြစ်လာတယ် higher high ပြီးတော့ဒီမှာ higher low တစ်ခုတက်မှလာရှိတယ်
လို့ okay GP1 နဲ့ဆွဲရရှုပ်လို့ပဲရှုပ်လို့ခံရလက်ရှိမှာတော့ဒီပဲအားလုံးကိုကျွန်တော်3လ4လစာပေါ့4လစာဆက်ပြီးတော့နောက်နေ့မှာentry ရှာကြမယ် entry ရှာမယ်ဘိုင်ကောင်လုံးရှာမယ် entry ရှာပြီးရင်ဒီနေ့ဆက်ပြီးတော့ training ဆက်ဆင်းတယ် okay so ဒါပဲဗျ